အားလုံးပဲမင်္ဂလာပါတော်စင်လိုက်ကိုရဲ့ The Story Cycle ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ job interview တွေကိုဘယ်လိုပြင်ဆင်ကြမလဲ part 2ကိုဆက်လက်ပြီးပြောပြသွားပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ part 1 video မှာတော့ written test တွေကိုဘယ်လိုပြင်ဆင်ကြမလဲနဲ့တတိထားတင်တာလေးတွေကိုတော့ပြောပြပြီးသွားပါပြီဒီ part 2မှာတော့ oral text တွေကိုဘယ်လိုဖြေဆိုမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ကြမယ်အပိုင်းတွေကို generally မျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ interview ဝင်မဲ့သူတိုင်းကအများတော့အဖြစ်ကျွန်တော်ဒီစိတ်လှုပ်ရှားမှုအဖြစ်ဆုံးနဲ့ဒီ worry အဖြစ်ဆုံးအခြေအနေတစ်ခုလို့ပြောရင်ပုံမှန်ပါတယ်ဆိုတော့ဒီ worry ဖြစ်တယ်ဆိုတော့ကတော့လူတိုင်းမှာတဘာဝပဲလို့ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ interview ဝင်မဲ့လူအများစုကတော့ဒီအခြေအနေကြောင့်အိတ်မပြောတာတွေစိတ်မငြိမ်တာတွေနဲ့ interview ဝင်ခင်ရက်တွေမှာရုန်းကန်ရလေရှိပါတယ်ဒါဟာပုံမှန်ဖြစ်တာရှိတာတွေပါပဲပေါ့နော်ဒါပေမဲ့ဖြစ်တာရှိတဲ့ကိစ္စတွေဆိုပေမဲ့ကျွန်တော်တို့လှုပ်ရှားရှိတာတော့လုပ်နေဖို့လိုပါတယ်ဆိုတော့ပထမတစ်လုံးအနေနဲ့ invitation letter ကိုကျွန်တော်ပြန်စစ်ဖို့တိုက်တွန်းချင်ပါတယ်ဆိုတော့တခြားပြန်ဖတ်ပါကိုယ့်ရဲ့ email ထဲမှာရှိနေတဲ့ဒီ invitation letter ကိုဘာလို့ပြန်ဖတ်ခိုင်းတာလဲဆိုရင်တချို့ကရှမ်းတက်တယ်ပေါ့နော်ဆိုတော့ company ဒါမှမဟုတ် organization ဘက်ကပို့လာတဲ့အထဲမှာသူတို့ဖတ်စေချင်တဲ့သိစေချင်တဲ့ policy file တွေကို attach တွဲပြီးပို့တတ်ပါတယ်ပြီးတော့ vacancy တွေကိုပါတွဲပြီးတော့မှပြန်ပို့တတ်ပါတယ်ချို့ organization တွေကတော့လည်းမပို့ဘူးပေါ့လေထားပါဒါကတော့ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့မတူဘူးပေါ့နော်ပို့လာခဲ့ရင်ဒါဟာ must be read ပါ mandatory policy တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဖတ်ဖို့လိုပါတယ်ဖတ်ရပါမယ်ပေါ့နော်ဘာလို့ဖတ်ရမလဲဆိုရင်အဲ့ဒီ policy တွေဟာ interview တဲ့အခါမှာကျွန်တော်ဒီinterviewer တွေရဲ့ဒီအတွေ့အကြုံတွေဘယ်လိုဖတ်ခဲ့မှတ်ခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် HR session မှာကျွန်တော်တို့ကိုမေးမှာဖြစ်ပါတယ်ဆိုတော့ဘာတွေမို့မေးမှာလဲလို့မေးစရာရှိပါတယ်ပို့လာတဲ့ policy ထဲမှာ step တွေလိုက်နာတဲ့နဲ့ code of conduct တွေเนาะဒါကဘာကိုဆိုလိုတာလဲဆိုရင်သူတို့စီမှာလိုက်နာရမယ့်စည်းကမ်းတွေတင်းကျပ်ထားတဲ့မူဝါဒတွေကိုဖော်ပြထားပြီးတော့လိုက်နာကျင့်သုံးဖို့လိုအပ်ကြောင်းသိချအောင်ကြိုပြီးတော့မှကျွန်တော်တို့ပေးဖတ်တာဖြစ်ပါတယ်ဆိုတော့ organization ရဲ့ delay တွေထုံးတမ်းတွေကိုလည်းဖော်ပြထားပါလိမ့်မယ်အဲ့ဒီမှာ conflicts or interest တွေ safeguarding policy တွေဖြစ်တဲ့ anti harassment တွေနောက်ပြီးတခြားကျွန်တော်တို့ဒီ child safeguarding policy တွေစသဖြင့်ပါတတ်ပါတယ်အဲ့ဒီ policy တွေကို summarize လုပ်ပြီးတော့မှလိုက်နာရမယ့်အချက်တွေကိုဖတ်ဖို့ကျွန်တော်တို့မှတ်ထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဘာတွေရှောင်ကျဉ်ရမှာလဲပေါ့နော်ဆိုဘယ်လို policy ကတော့ဖြင့် zero tolerance ပေါ့နော်ခွင့်မလွတ်တဲ့မူဝါဒဖြစ်တယ်ကျူးလွန်ဖောက်ဖျက်ခဲ့ရင်ဘယ်လိုအရေးယူနိုင်လဲနော်အဲ့ဒါအပြင်လိုက်နာစောင့်ထိန်အပ်တဲ့မူဝါဒတွေကိုကျူးလွန်တယ်လို့ကျွန်တော်တို့ဒီတန်တရားရှိရင်မြင်ရင်ကြားရင်ဘယ်လိုအစီရင်ခံတဲ့နယ်ဆိုတော့ reporting mechanism တွေကိုပါနှက်ဆက်အောင်တည်ထားဖို့လိုပါတယ်ဆိုတော့မေးလေးရှိတာကတော့ဒီ anti harassment policy ကဘာကိုရည်ရွယ်တာလဲဆိုတာမျိုး child safeguarding policy မှာဘာတွေပါလဲဘာတွေလိုက်နာရမလဲဆိုတာမျိုးတွေပါတတ်ပါတယ်ဒီလိုမျိုးကိုနေဖြစ်တတ်ပါတယ်ပေါ့နော်ဒီအတွက်မဖြစ်မနေဖတ်ရှုဖို့ကျွန်တော်တို့တည်ထားဖို့လိုပါတယ်ဒါအပြင်ကျွန်တော်တို့တည်ထားတင်တာကကိုလျှောက်ထားတဲ့ organization ရဲ့ background ပါဆိုတော့ဘယ်နှခုနှစ်ကစတင်ပြီးတော့မှကျွန်တော်မြန်မာမှာအလုပ်လုပ်တယ်လဲဘယ်လိုစီမံကိန်းမျိုးတွေကိုအကောင့်ထဲပေါ်တက်တယ်လဲဒီ organization mission vision ကျွန်တော် demand chap တွေတန်ဖိုးထားမှုတွေကဘာတွေလဲဘယ်နှမျိုးနယ်မှာအလုပ်လုပ်နေခဲ့တယ်လဲဆိုရကိုကျွန်တော်သိထားဖို့လိုပါတယ်အကယ်အချိန်ရှိခဲ့မယ်ဆိုရင်သူတို့ရဲ့ဒီ official website တွေကို Google လုပ်ပြီးတွားရောက်ဖတ်ရှုဖို့တိုက်တွန်းလိုပါတယ်ဆိုတော့သူတို့ရဲ့လှုပ်ဆောင်ချက်တွေအကုန်အဲ့ဒီ website တွေမှာအကုန်ရနိုင်တယ်ပေါ့နော်ဆိုတော့တကယ်လို့ website လိပ်စာတွေကျွန်တော်ရှာဖို့ခက်တယ်ဆိုရင်တော့မှ vacancy ထဲမှာသူတို့ရဲ့လိပ်စာတွေမှာကျွန်တော်ဖော်ပြထားတတ်ပါတယ်ဒါတွေကို data လေးကြည့်ရှုပြီးတော့မှinterview မဝင်ခင်မှာဖတ်တင်မှတ်တင်တာတွေပြင်ဆင်သင့်ပါတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဒါမျိုးပြောရတာလဲဆိုရင်တချို့ကကိုစီးမဲ့မြင်းကအထီးလားမှာလားတော့မသိတာမျိုးတွေဖြစ်သက်လို့ပြောရတာပါဆိုတော့အဖွဲ့အစည်းအမည်အတူကောက်ဝယ်တည်ပြီးတော့မှဒီအရှိကိုမသိတာမျိုးပေါ့နော်နောက်ဘာလို့မှမသိတာမျိုးဟာတကယ်တမ်းမေးလာခဲ့ရင်ကျွန်တော်အနေနဲ့အဆက်ရစရာဒါမှမဟုတ်အမှန်လျှော့စရာတွေဖြစ်တတ်ပါတယ်တွေးစရာဖြစ်နိုင်တာပေါ့နော်ငါတို့အဖွဲ့အကြောင်းတော့ဒါမဖတ်ပဲနဲ့ဘာဖြစ်မှုပါလဲဆိုတာမျိုးပေါ့เนาะဒါတွေသတိထားဖို့လိုပါတယ်ဆို
ဆက်ပြောရမယ်ဆိုရင်တော့ vacancy ကိုဖတ်တဲ့အခါမှာစောစောကပြောတဲ့ organization background ကို surprise လေးဖော်ပြထားတတ်ပါတယ်ဒါတော့အပေါ်ဆုံးဒီပထမစာပိုင်းအနေနဲ့ပေါ့နော်တွေ့ရပါလိမ့်မယ်အဲ့ဒီကနေလည်းကျွန်တော်သိနိုင်ပါတယ်ပြီးရင်တော့ကိုလိုရမယ့် job description ပေါ့နော်အလုပ်နဲ့တာဝန်ဝတ္တရားတွေဆိုတာကိုအသေးစိတ်ထပ်ဖတ်ပါအထူးပြုရေးထားတဲ့အကြောင်းအရာတွေနောက်ကိုကျွန်တော်တို့ခြေရာခံပြီးတော့ကောက်ပါအောင်လိုက်ဖတ်ဖို့လိုပါလိမ့်မယ်ဆိုတော့ interview ချိန်မှာဒီ panel ထဲမှာပေါ့နော်စစ်စစ်ပေါက်မေးတဲ့သူတွေမျိုးလဲမမျော်လင့်မဲနဲ့ပါလာနိုင်တာဆိုတော့ကိုလိုရမယ့်အလုပ်တွေနဲ့ပတ်သက်တဲ့သိမှု knowledge တွေအတွေးအမြင်တွေကျွမ်းကျင်နှက်စက်မှုတွေကိုတေချာလေးပြနိုင်မှဒီအခြားတော့ကိုယ်နဲ့ပြိုင်ဖက် candidate တွေကိုကြော်ပြီးအမှတ်ရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လေးထားဖတ်ရှုပြီးတော့ပြင်ဆင်ဖို့ကပထမဆုံးအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ဒုတိယကတော့ဘာသာစကားပြင်ဆင်မှုပါ။သိတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီ NGO ဆိုတာမျိုးက officer level ကနေအထက်ဆိုရင်များတော့အဖြစ်ဒါ English လိုမေးတတ်ကြပါပေါ့။မေးတတ်ကြတယ်။ဆိုတော့နေ့စဉ် practice ရှိသူများအနေနဲ့တော့ခက်ခဲမဟုတ်ပေမဲ့ဒါအလေးချင်းမရှိနေဘူးဆိုရင်ပြင်ဆင်ဖို့အင်မတန်လိုတယ်လို့ပြောလို့ရပါတယ်ဆိုတော့ interview တစ်ခုလုံးကိုတချို့ကြတော့လည်း English လိုပဲမေးသွားတတ်ပါတယ်ဒါပေမဲ့တချို့ကြတော့လည်းဒီ mindset နဲ့အားနည်းချက်ဒီအားတဲ့ချက်တွေလောက်ကိုပဲကနဦးပြောခိုင်းပြီးကျန်တဲ့ဘိုင်းတွေကိုမိခင်ဘာသာစကားဖြစ်တဲ့မြန်မာနဲ့တာတောက်လျှောက်ပြောစီတာမျိုးလည်းရှိပါတယ်ဆိုတော့ပြင်ဆင်ရမှာကတော့ English လိုပြောနိုင်ဖို့လိုပါမယ်ဆိုရရင် mindset နဲ့အားနည်းချက်ဒီအားတချက်တွေကိုတော့တေချာလေးအမိယာပြင်ဆင်ဖို့တကယ့်ကိုအရေးကြီးပါတယ်ဥပမာမေးပါလိမ့်မယ်ဒီအလုပ်ကိုဘာကြောင့်ရှောက်ခဲ့ရတာလဲဆိုတော့ motivation လေးနဲ့ဒီအလုပ်ဟာကိုနဲ့ဘာကြောင့်ကိုက်ညီလို့ရှောက်ရတာလဲဆိုတာမျိုးပြောပါလို့ဆိုလာခဲ့ရင်ကိုယ့်ရဲ့အားတချက်ဒီ strengthening 3ချက်နဲ့ပေါ့နော်ကိုယ့်ရဲ့အားနည်းချက် weakness တွေ3ချက်လောက်ပြောပါဆိုတာမျိုးကြိုပြီးမပြင်ထားရင် warning ခွက်နေနဲ့ကိုယ့်ရဲ့ဖြေဟာမလနိုင်ဘူးပေါ့နော်So interview panel တွေရဲ့ expectation တွေကိုမိဖြစ်ဖို့ဆိုရင် myself လောက်မှာကလေးကသူတို့ကိုကျွန်တော်ဖန်ဆားဖို့လိုပါတယ်။ဒါကြောင့် myself ကိုကိုယ့်ရဲ့ CV နဲ့ကိုက်ညီအောင်မြန်မာ English နှစ်ပါးတာနဲ့ပြင်ထားပါပြီးရင်ခဏခဏဖတ်ပါနှွေးနေပါလို့တိုက်တွန်းချင်ပါတယ်။တတိယအနေနဲ့ကတော့ကိုယ့် skill တွေကိုတေချာလေးပေးတဲ့လောက်ထားပါကိုယ့်ရဲ့ problem solving skill တွေနော် communication skill တွေ teamwork တွေနဲ့ပတ်သက်ပြီး review လုပ်ထားပါofficer နဲ့အထက်ဆိုရင် data box ကတော့ဒီ problem solving skill တွေကိုသူတို့ဖော်ပြထားတဲ့ JD တွေနဲ့နှိုင်းယှဉ်မေးမြန်းပြီးတော့မှ scenario တွေပေးပြီးတော့ problem solving နဲ့ way forward တွေကိုပြောခိုင်းပါလိမ့်မယ်။နောက်ပြီးတော့ project management တွေ report management တွေနဲ့ပတ်သက်ပြီးမေးနိုင်တာတွေလည်းရှိပါလိမ့်မယ်။ပြီးတော့တတိထားဖို့ကတော့ရေးဖြေမှာမေးသွားတာတွေကိုလည်းပြန်ဆက်မေးနိုင်တာမို့ရေးဖြေကမေးခွန်းတချို့ကိုလည်းခေါင်းထဲမှာအမှတ်ရနေပါစေပေါ့နော်။ Stota ချက်အနေနဲ့ကတော့ HR session မှာဆိုရင်တော့ပြောခဲ့သလိုပဲကျွန်တော်တို့ဒီ policy တွေနဲ့ပတ်သက်ပြီးတော့မှကိုယ့်အနေနဲ့ဖတ်မှတ်ကျင့်ညက်နေပါစေပေါ့နော်ပြီးရင်ဒီကနေ့မှာအထူးမေးလေးရှိနေတဲ့ဒီ diversity equity and inclusion ကဏ္ဍတွေနဲ့လောက်ကခွင့်အတွင်းကိုယ်ဘယ်လိုလိုက်နာကျင့်သုံးလေးရှိတယ်လဲဆိုတဲ့အချက်တွေ code of conduct ပါအကြောင်းအရာတွေနဲ့ဒီအရေးကြီးပုံတွေကိုလေးစားလိုက်နာတတ်ပြီးတော့ကျွန်းွန်တက်သူဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ပြသဖို့လိုပါတယ်ပြီးတော့လုပ်ငန်းခွင်အတွင်းမှာ safety captain policy တွေကိုဘယ်လိုလိုက်နာပြီးဘာတွေရှောင်ကျဉ်အပ်တယ်ဆိုတာကိုကောင်းမွန်စွာပြောတတ်ဖို့လိုပါမယ်ပေါ့နော်ဆိုတော့ anti harassment နဲ့ပတ်သက်ပြီးရှုံဝေအောင်မပြောတတ်ရင်တော့မှ do and don't လောက်တော့ဒီ facts တွေနဲ့ပြောတတ်ပါစေပြီးတော့ reporting mechanism တွေကို prevention and protection အနေနဲ့ဖြစ်လင်မြင်လင်ကြားလင်တန်ရာရှိတယ်ဆိုရင် immediately report လုပ်တင်ကြအောင်မဖြစ်မနေပိတ်ပေးနိုင်ရင်တော့အမှတ်ရဖို့တေချာသလောက်ရှိပါပြီပေါ့နော်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါဖြစ်စပါချက်အနေနဲ့ပေါ့နော်ဆို interview panel တွေကိုကျွန်တော်လေးလေးစားစားဆက်ဆံဖို့လိုပါမယ်ဆို online ကနေ view တဲ့သူတွေအဖို့ကတော့ internet connection ကောင်းရင်ကျွန်တော် camera တွေဖွင့်ထားပါ online ကနေပဲဆိုပြီးတော့အိမ်နေအဝတ်စားနဲ့ဖြစ်တယ်လို့ဖောက်ဖက်ခါထားပြီးတော့မဖြစ်ဖို့လိုပါတယ်ကောင်းလေးပါလေးဖြည့်မယ်အဝတ်စားလေးတည်တည်တက်ပြင်ပြီးမျက်နှာရှင်းရှင်းနဲ့ဖြည့်ပါ online ချိန်နေမကောင်းရင်တော့ဆက်ချင်း myself flop ဖြည့်ချိန်မှာပဲဖွင့်ပြီးတော့မှနောက်ပိုင်း camera ပိတ်ဖို့အတွက် panel တွေကို request လုပ်ပြီးတော့ပိတ်လို့ရပါတယ်ဒါတော်တော်များများတော့နားလည်တတ်ကြတယ်ပေါ့နော်ဆို in person ဖြည့်မဲ့သူတွေကိုတော့ထူးထွေပြီးတော့မှာစရာမလိုတော့ဘူးဆိုပေမဲ့ကိုကိုမြင်တာနဲ့ impression down သွားစေမဲ့အပြင်ဆင်အမူအရာတွေဒါတွေကိုပြင်ဆင်ပါအပြောဆိုကျွန်တော်တားရပါစေပိုလုံးလုံးဒါနောက်ပြီးတော့လိုလုံးလုံးမဖြစ်ပါစေနဲ့ပေါ့နော်အရန်ကျွန်တော်တို့ဒီယဉ်ကျေးနေဖို့တော့မလိုပါဘူး
ကျိုးနံတက်တဲ့အမူအရာနဲ့ဒါပြုငါစွာကျွန်တော်တို့တုံ့ပြန်တတ်ပါစေပေါ့နော်ဆိုတော့မေးတဲ့အချိန်မှာ eye contact ရအောင်ယူပါကိုကစပြီးမျက်လုံးကိုကနာမငိမ်ဒီလိုမျိုးအကြည့်တွေကိုမလွဲပါနဲ့ပေါ့နော်နောက် panel တွေကိုမျက်လုံးချင်းဆုံပြီးတော့ကျွန်တော်စကားပြောတတ်ပါစေ online ကနေဆိုရင်တော့ကျွန်တော်တို့တူးချင်းစီကိုကျွန်တော်လိုက်ကြည့်ပြီးပေါ့နော်တယောက်ချင်းမေးလာတဲ့ပုံမှာပြန်လဲပြီးအာရုံစိုက်ပြီးတော့ကြည့်ပြီးဖြေဖို့လိုပါတယ်မေးခွန်းတွေကိုမသိရင်မသိဘူးလို့ကျွန်တော်တို့ယူသားဖို့လိုပါတယ်ရိုးရိုးသားသားပြောပါပေါ့နော်ကျွန်တော်တို့မသိဘူးနောက်တစ်ခုကကြတော့ကျွန်တော်ရွှေ့ဖို့မစူးစမ်းပါနဲ့ပေါ့အဲ့လိုမျိုးမသိရင်လည်းရှောက်ပြီးတော့ရွှေ့မနေနဲ့ပေါ့နော်လက်ပတ်ပြောဆိုပြီးတော့ကျွန်တော်မရှောင်တိန်ပါနဲ့မလိုအပ်ဘဲနဲ့ကျွန်တော်တို့အချိန်တွေကုန်ဆုံးသွားမယ်ပေါ့နော်ဆိုတော့ interview panel တွေကိုလည်းမပြင်းကြီးပါစေနဲ့ပေါ့နော်တစ်ဆက်တည်းမှာပဲဒီအကြောင်းအရာတွေကိုမသိပေမဲ့ကိုကဒီ update ဖြစ်တဲ့ learner တယောက်ဖြစ်တဲ့အကြောင်းဒါတင်ယူဖို့အခွင့်အရေးတွေကိုရဖို့စူးစမ်းနေမယ်လို့ကျွန်တော်တို့ဂရုပြုတတ်တဲ့ပုံစံမျိုးလေးရှိမယ်ဆိုရင်တော့အဆင်ပြေပါတယ်ပေါ့နော်ဆိုတော့ဒီကနေ့ပြောရတဲ့ဒီ၅ချက်ကတော့ကျွန်တော် generally အားဖြင့် oral text ဒီ interview တွေကိုဘယ်လိုပြင်ဆင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအကြံဉာဏ်အားဖြင့်မျှဝေခြင်းဖြစ်ပါတယ်ချို့ကလည်းဒီလိုမျိုး interview တွေ့ကြုံတွေအများကြီးရှိတာဖြစ်တဲ့ဒါဒီဖတ်မှတ်ဒီတတိထားစရာလို့ယူဆကောင်းယူဆပါလိမ့်မယ်မယူဆရင်လည်းမယူဆဘူးပေါ့နော်ဆိုတော့မဖြစ်ဘူးတဲ့လူတွေအတွက်တော့ဒီဟာကအတွေ့အကြုံကောင်းတစ်ခုဖြစ်မယ်လို့ဒါယူဆပါတယ်မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ဒီကနေ့ဒီ interview နဲ့ပတ်သက်ပြီးတော့မှဘယ်လိုပြင်ဆင်ရမလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ part 2ကိုဒီလောက်နဲ့ပဲတိမ်ပြရစီပေါ့နော်နောက်များမှာလည်းဒီအလောက်ကိုင်းနေနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကိုဆက်လက်ပြီးမျှဝေပေးမယ့်အစီအစဉ်လေးတွေရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဒီ channel လေးကိုပေါ့နော် like and subscribe လေးလုပ်သွားဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအစအဆုံးနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ဆိုတော့ဒီကနေ့မျှဝေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုယ့်အမြင်တွေမျှဝေချင်တာတွေရှိတယ်ဆိုရင်လည်းဒါကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့အောက်မှာ comment တွေပေးသွားပြီးတော့မှဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ